ဒီလိုတော့တဲ့အတွက်မလို့အောင်မြင်ကြော်ကြတဲ့အနည်းငယ်သမားတယောက်ဖြစ်ပါလေကျွန်တော်အများကြီးလည်းအဲ့လိုမပေးတတ်ဘူးဒါမိမတို့ပြန်ပြီးတော့လမ်းမှာပျောက်သွားရင်တော့သူတို့ရောင်းစားလိုက်တာပဲဘာတိုင်းကြတာဟုတ်ကိုလာပြီမကိုကြီးအိမ်ကိုရောက်ပြီလာအဲ့ကစားခဲ့ပြီကိုကြီး ဘာတွေတော့ကိုကြီးတို့ကြောမလို့နှစ်စန်းတည်းနှစ်စန်းတည်းနဲ့ပါလေကုသိုလ်လေးလို့ရှင်လို့အခုပါဒီတိုင်းကကိုကြီးဒီတိုင်းအေးဆေးပဲပေါ့ ဘယ်မှာတော့ကျွန်တော်လည်းအိမ်မှာပဲဘဲမလို့တော့တယ်စီရငါဒီတိုင်းလာနေတာမှဟုတ် ကျွန်တော်အစီအစဉ်ရှိရကျွန်တော်ဟိုကလည်းနှစ်စန်းတည်းလေးကြာရင်ကိုကြီးတို့ကြောမယ်ဆိုပြီးတော့ဒီလိုပါငါဒီတိုင်းလာနေတာဟုတ်အဲ့ဒါပွဲမတော့ဘူးပြီးမှမရတော့ဟိုရတော့သူတို့တိကိုတန်ကြီးရောက်တော့ကဲလာတော့တိုင်းမဆရာ3ယောက်ကကြောမယ်လို့မပြောဘူး surprise တိုင်းမယ်ဆိုပြီးတော့ဒီ2ယောက်ကသိသွားပြီငါပြန်ခက်တာနေမှာဟုတ်ပြီမိုက်ကငါရှင်ပါဗျာကို ဆိုင်ငါတိတ်စုတွေပါတိတ်ပေးနေတာမဟုတ်ဘူးတော့ကအဲ့လိုစုတွေပါကမပေးတတ်ဘူးအဲ့ဒါဒီတော့ငါသိကန်အားလုံးတော့ကျွန်တော်ရဲ့ဆရာတို့ရောအခုဆရာကြီးစုနေတဲ့ပုံတွေပေါ့နော်ကျွန်တော်ယောဂလည်းကိုအဆောက်ဝင်လာခင်မှာသူညီပေးခဲ့တဲ့အခုဆရာကြီးပေါ့ဒါတော့ကိုတို့လက်အကုန်လုံးနဲ့တည်တဲ့အတိုင်းပဲစိတ်ဖြစ်ပေါ်တဲ့အပေါ်ပေါ့ဒါဆိုလည်းဒီကျန်ဖြစ်ပေါ်တဲ့ကိုခေါ့ဒီလေးကိုဆောင်ဘာကတော့ကင်မရာမန်ကျွန်တော်ရဲ့ဗီဒီယိုတွေမှာလည်း director လေးနဲ့လုပ်ပြီးရဲ့ကိုလေးချက်ပဲဖြစ်ပါတယ်ကျွန်တော်ကိုဆရာကြီးကိုဒီလိုမှာတစ်စက်ရနေမှာတော့ကျွန်တော်ကမင်္ဂလာရှိရဲ့နေလေးပါကျွန်တော်ရဲ့ကိုဆရာကြီးကိုမင်္ဂလာရှိစွာနဲ့ကျွန်တော်ဒါဝါပြုတာပေါ့နော်ဒါဒီဟာကိုလည်းကျွန်တော်ကဒီလိုကတော့မတူမပြောတာကိုအဲ့ဒါတော့ surprise လုပ်တာပေါ့နော်အခုဒီရောက်မှအကိုတို့ကပုံပြရတယ်ဒါအကိုတို့ကတော့မှဖြစ်ပါတယ်ကဲအကိုတို့တော့ကျွန်တော်စိတ်နဲ့ရောနှုတ်နဲ့ရောအဲ့ဒါကဝစီကမနောလည်းပြင်လာခဲ့ရရှိဘူးဆိုတော့ဘယ်လိုပြကြလဲဘယ်လိုလဲဒီမှာဒီနေ့ဆိုတော့ရစ်တိကူးပြီဆိုတော့အညီ